တပုတ်တိခူးနေပါလေဗျာချမောင်ဒီတွေချက်စားဖို့ခူးမယ်ချမောင်ဒီလေးထိုင်းနိုင်ငံမှာတကယ်ချင်းစိုက်တာချမောင်ဒီချမောင်မင်းတွေအများကြီးပဲတကယ်ချင်းစိုက်ထားတယ်ငယ်ချင်းစင်ဝိုင်းရတငယ်ချင်းစင်ဝိုင်းကတငယ်ချင်းချမောင်သီးတွေစိုက်ထားတယ်အများကြီးပဲချမောင်သီးတွေပက်ထားတော့စားချမောင်သီးတွေအများကြီးပဲ就bien拿的。